အားလုံးပဲမင်္ဂလာပါဗျာအခုဒါကျွန်တော်ဆွဲရတဲ့ logo လေးတွေပါဗျာနော်အခုကျွန်တော်အနေနဲ့ဆွဲရတာလိုချက်တွေရှိအောင်ရှိတာလေးပါဗျာဒါလေးတစ်ချက်သုံးသပ်ပြပါဦးဗျာအခုတခြားကျွန်တော် online page တွေမှာလည်းကျွန်တော် logo တစ်ပုံ3000တောင်းနဲ့ပဲဆွဲပေးနေပါတယ်ဗျာကျွန်တော်နဲ့ပတ်သက်ပြီးဒီ logo တွေမှာကျင်နေဆိုလို့ရှိရင်နော်3966ခုနဲ့658ကို Viber ကနေပဲဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေမယ်လို့လည်းထင်ပါတယ်လိုအပ်တဲ့ဟာလိုအပ်တဲ့ပုံအဲ့ဒါကိုကျွန်တော်ပြောပြီးတော့လည်းမှာလို့ရပါတယ် Facebook မှာဆိုလို့ရှိရင်ဗျာ Facebook thumbnail ပုံလို့ဒီ Facebook background ပုံလို့ဆိုလည်းဆွဲကျင်တဲ့ပုံဖြစ်ကျင်တဲ့ပုံလေးကျွန်တော်ပြောပြီးလို့ရတယ်အဲ့ဒါကျွန်တော်ပုံတည်စည်းတုံးနဲ့ပဲကျွန်တော်တော်ပြီးတော့အားလုံးအဆင်ပြေအောင်လည်းကျွန်တော်ဆောင်ရွက်ပေးပါခင်ဗျာဒါတွေဒီကျွန်တော်လက်ရလေးတစ်ချက်သုံးသပ်ပေးပါခင်ဗျာဒါကကျွန်တော်လာမှာတဲ့သူတွေကိုကျွန်တော်ဆွဲပေးထားတဲ့ဟာလေးတွေပါဗျာလောလောဆယ်ကတော့လူကြီး20လောက်တော့ကျွန်တော်အဆင်ပြေနေပါတယ်ဗျာဒါလေးအဆင်ပြေမယ်လို့ထင်ပါတယ်ဒါပေမဲ့ကျွန်တော်လက်ရကိုအဆင်ပြေတယ်လို့ထင်ရင်တော့မဟုတ်ပါဘူးခင်ဗျာနော်ဒါပဲဟုတ်ခင်ဗျာ